Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ရပင်လုပ်သွားမယ်လို့ခံမှန်းထားပါတယ်ကျွန်တော်ရဲ့အတန်ဟာ energy တိတ်မပါဘူးလို့ထင်ရပါတယ်လို့တကယ်လည်း energy လည်းရှိမနေပါဘူးဒီမှာကဘာလဲဆိုရင်ကျွန်တော် New Year နေ့မှာတခြားဘာမှလည်းလုပ်စရာမရှိဘူးတယောက်တည်းဖြစ်နေရဆိုတော့လုံးပြီးလောက်လှုပ်ထားရဲ့အားလေးရိုက်ပြမှာဖြစ်ပါတယ်ဗျာအားလုံးလည်း New Year မှာပျော်ရွှင်ကြပါစေလို့ဒီမှာကကျွန်တော်ဘာလုပ်မှာလဲဆိုရင်ဒီဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲကွန်ရက်တွေကဒီဘက်ဒီဆက်ပေါက်နေတာပေါ့ဗျာအဲ့ဒါကိုကျွန်တော်ကအထဲကိုပြန်ပြီးတော့ထည့်မှာဖြစ်ပါတယ်ဒီကွန်ရက်တွေကကျွန်တော်ဘာစပြီးစိုက်ခဲ့ရဖြစ်ပါတယ်တော်တော်လေးကြာပြီဗျကြာလာတော့မှပိုးပေါက်လာပေါ့ဗျာအဲ့ဒါဟိုးတနေ့ကကျွန်တော်ဒီရန်ကုန်ရောက်တော့ပြောသွားကျွန်တော်နောက်ဆုံးတစ်ပြားကြားလိုက်တာသူကလူကြီးချင်းပြောနေတာကွန်ရက်တွေဒီဘက်ရောက်လာတော့သူကတိုင်လေးစိုက်ပြီးတော့တခြားလေးလုပ်ပေးနေတာဒါပေမဲ့ချိန်များတော့မန်လေးပြန်သွားပါဗျာအဲ့ဒါကျွန်တော်လည်းနောက်ရကြလုပ်ကြည့်မယ်ဆိုပြီးတော့စိတ်ကူးလေးရှိထားတာဒီနေ့လုပ်ဖြစ်သွားတာပေါ့နော်ကျွန်တော်က experience တော့မရှိဘူးဗျအပင်စိုက်ဖို့အောင်လက်ချိုးယူလို့ရရထင်တာပါပဲအဲ့တော့အရင်ဆုံးဘာလုပ်လဲဆိုရင်ကျွန်တော် research လုပ်တယ်အမေလေ research လုပ်တာကလည်းရှာသမျှကွန်းချံအကြီးကြီးစိုက်တာရွေးပေါ်လာပေါ့နော်ကျွန်တော်လည်းကြိုပြီးမပြင်ဆင်တော့ချိန်လေးတိတ်မရှိရနဲ့ဖြစ်တယ်လို့ပဲလုပ်မယ်ဆိုပြီးတော့အိမ်ကလည်းသူပါပဲစီးပွားဖြစ်ကြီးမဟုတ်ဘူးဒီတိုင်းပဲအိမ်ခြံထဲမှာဖြစ်တယ်လို့စိုက်တာဆိုတော့လေအဲ့ဒါနဲ့အရင်ဆုံးကျွန်တော်ဒီတိုင်နေစိုက်မယ်လို့မှန်းလိုက်တယ်အဲ့တိုင်နေစိုက်တာအရင်လုပ်တယ်ပေါ့ဗျာတိုင်နေစိုက်တယ်စိုက်ပြီးကျွန်တော်မြောင်းဖော်ပြီးဒီအမြင့်တွေကတွဲနေဖြစ်တဲ့ကုန်းရတွေကိုဖယ်ပြီးတော့အဲ့မြောင်းနေတွေကိုထည့်မှာဖြစ်ပါတယ်နီးမှန်လားကျွန်တော်ဝင်လည်းမသိပါဘူးအဲ့တော့မသိရသူရှိရင်လည်းပြောသွားလို့ရပါတယ်ကျွန်တော်နောက်ခါကြုံရင်တော့ပြောသွားတယ်လုပ်လိုက်ပါမယ်ဗျာကျွန်တော်ဗီဒီယိုစမှာပြောလို့ရပင်လုံးမဲ့တာပြောတာပေါ့တော့ကျွန်တော်တကယ်ခုကြောင်လဲဘာပြောလို့ပြောမှမသိဘူးရဲ့ခုပြောနေရရလဲကျွန်တော်လက်တန်းပြောနေရပေါ့နော်ကျွန်တော်စိတ်ကလည်းသိစင်မပြေချိန် record တာ New Year အမီကိုလည်းဗီဒီယိုတင်နေတာဆိုတော့လေချိန်ရလဲသိမဖြစ်ရနဲ့စိတ်မပါလေဗီဒီယိုလုပ်နေရပေါ့နော်စိတ်ကဗီဒီယိုလုပ်ရအောင်စိတ်မပါရလို့မဟုတ်တယ်မလားကျွန်တော်ကြုံနေရတဲ့ချိန်တွေအကြောင်းမလို့ဖြစ်နေတာပေါ့ဘာပြောရင်ကောင်းမလဲဆိုရင်ကျွန်တော်ဘယ်လိုလုပ်လိမ့်ရှိလဲပြောပြရမလားသိချင်မသိချင်ဒီဗီဒီယိုကြည့်နေမှနားထောင်တော့တယ်ဗျာလူမျိုးကိုကျွန်တော်စိတ်စင်ပြေးချိန်ဆိုရင်ဒါကြီးတယောက်တည်းနေဖြစ်တာများရပေါ့နော်offline mode ပဲတွင်းပြီးတော့ဒီခုလိုမျိုးကျွန်တော်မသိတဲ့အခါလုပ်နေစိတ်ကဘာမှမတွေးမိတော့ပဲနဲ့အဲ့ပဲအာရုံစိုက်မိရဗျာအဲ့တော့အနေဆုံးတော့စိတ်ဘာမှမတွေးမိပဲနဲ့စင်ပြေလို့ပြောရမှာပေါ့ဗျာပြီးရင်နောက်တစ်ခုကစာဖတ်တာပေါ့စောက်ဖတ်တာကျွန်တော်စာအုပ်ကတော့ဖတ်လိမရှိဘူးအမှန်တိုင်းပြောရရင်ဒါပေမဲ့ခုနောက်ပိုင်းတော့တဖြည်းဖြည်းနဲ့စာဖတ်ရပြောလာလို့ခံစားရတယ်စာဖတ်နေနဲ့စာရုံကနင်းမြုပ်နေတာလေတခြားအတွေ့လည်းမဝင်တော့ဘူးပေါ့အဲဒါမလို့စာဖတ်ကြည့်ရပါလို့တိုက်တွန်းပါတယ်ပြီးရင်ဘယ်စာအုပ်ကောင်းမလဲလဲညွန့်ခဲ့ပေါ့ကျွန်တော်ဖတ်နေတဲ့အတော်ပြီးရင်ကျွန်တော်ဖတ်ကြည့်မယ်လေလာဗီဒီယိုထဲမှာဖြစ်ချင်တိုင်းပြင်တယ်ကျွန်တော်လည်းပြောချင်တိုင်းပြောနေတာပေါ့ကျွန်တော်တို့ကတ်တွေရဲ့ကျွန်တော်လုပ်ဖို့ကလည်းမရှိလုပ်ဖို့လည်းလုပ်လည်းမလုပ်ဘူးရရမ်းပဲလုပ်ကြည့်ရဆိုတော့လေပြီးတော့ဗီဒီယိုထဲမှာဆိုရင်လည်းဒီဘက်မှာဒီခုဆိုရင်လည်းကင်မရာအန်ဂယ်ကထိုးဘက်ဒီမပါတော့ဘူးအဲ့ဒါလည်းမသိဘူးကျွန်တော်အာရုံစိုက်နေတာဆိုအဲ့ဘက်ထဲမှာရှောက်လို့နေကျွန်တော်ဒီအောင်လုပ်နေအောင်ဘယ်လိုခံစားရလဲဆိုရင်လေတကယ်သိလားပျော်ရလို့ပဲပြောရမလား
ကျွန်တော်စိတ်ထဲမှာဘာမှမတွေးမိတော့ပဲနဲ့ဒီဟာကိုပဲဒီဇိုင်းမမှန်အာယုံဆိုင်ပြီးလုပ်နေရောဗျာတခဏတာကွာသိရမလားရှားရီမေးပြီးတော့ဒါအာယုံဆိုင်တာဆိုတော့စင်ပြေသွားတယ်လို့ကျွန်တော်အောင်းမိနေဗျာဗီဒီယိုလေးပြီးတော့မယ်ဆိုတော့ရပ်ပင်လောက်တာလေးလည်းရပ်တင်မိတယ်ဒီစိုက်တာကိုပြန်ပြောရမယ်ဆိုရင်ကျွန်တော်နောက်ဆုံးတော့မှမြောင်းနေတဲ့ဟိုကွန်ရက်တွေထည့်လိုက်တယ်ထည့်ပြီးတော့အကုန်ပြီးပြီးတော့တချောင်းတွေပြန်ထားဒီခုတ်ထားတဲ့ဟာတွေပြန်ရှင်းနောက်ကညီလေးကတော့သူခုမှတန်းပြီးတော့ဆရာမပြန်တော့မှစောင့်နေရပါတော့ဒါတော့နောက်ဆုံး reset ပါညောင်းနေတဲ့ထည့်ပြီးပါပြီပေါ့တိတ်တော့မတိတ်ရဘူးဗျမတိတ်ရတာဆိုတိတ်တော့မဟုတ်ပြင်ပဲလုံးဝမတိတ်ရတာပါလုံလည်းမလုံတော့ဘူးရဲ့ဒါရေဖြန်းပြီးရဲ့နောက်မြင်ရတဲ့ဟာဖြစ်တယ်လာမလာသိရမလားကိုလှုပ်တာဆိုတော့ကိုလှုပ်တာလေးမြင်ရဆိုတော့စိတ်ချမ်းသာပါရဲ့ဒါကတော့ဝယ်နားနေလိုက်ရိုက်တာရကဲဒါပါပဲအားလုံးပဲ New Year မှာပျော်ရွှင်ကြပါစေဗျာနောက်ဗီဒီယိုမှာတွေ့ကြပါ